တရားဟောသူနာကြားသူရှင်လူတတ္တဝါတွေသက်ရှိကျမ်းမာဘေးရန်ကွာချမ်းသာကြပါစေမကောင်းမပြုကောင်းနာပြုခုရောနောင်ပါချမ်းသာစေကိုယ်စိတ်ရှင်လန်းဘေးမတန်အေးချမ်းကြပါစေမြန်မာနိုင်ငံအတွင်းရှိသမျှအနန္တတတ္တဝါတွေကဘာအရဲ့ရှိသမျှအနန္တတတ္တဝါတွေသက်ရှိကျမ်းမာဘေးရန်ကွာချမ်းသာကြပါစေမကောင်းမပြုကောင်းနာပြုခုရောနောင်ပါချမ်းသာစေကိုယ်စိတ်ရှင်လန်းဘေးမတန်အေးချမ်းကြပါစေမိုးလေမှန်ညာဧကံပွားလျက်စဘာဆံရီအထွေတွေနှင့်ရွှေငွေရတနာပေါ်များကားဖြင့်မြမပြည်ဘွားပုဂ္ဂိုလ်အများတို့ကဘာသူကဘာသာတတ္တဝါအများတို့စီးပွားဖြိုးကလက်တို့ကချမ်းသာကြပါစေတဦးချစ်ကြည်နုလျက်ရှင်မျိုးဝန္တာလက်တွဲကဖြင့်သာသနာအကျိုးလောကအကျိုးသေဖို့နိုင်ပါစေစัจ java လာအနန္တရှိသမျှအနန္တတတ္တဝါတွေသက်ရှိကျမ်းမာဘေးရန်ကွာချမ်းသာကြပါစေမကောင်းမပြုကောင်းနာပြုခုရောနောင်ပါချမ်းသာစေကိုယ်စိတ်ရှင်လန်းဘေးမတန်အေးချမ်းကြပါစေတို့ရဲ့မေတ္တာရှိန်အားဝါကြောင့်ကဘာအရဲ့ကကြီးသုံးဖြာကြောလွှားကားဖြင့်ကဘာသူများကဘာသားတွေချမ်းသာစေအေးရေဆိုပြန်ပါတည်းတို့ရဲ့မေတ္တာရှိန်အားဝါကဘာအနှံ့ပြန့်စေသောတို့ရဲ့မေတ္တာရှိန်အားဝါသာယာအေးချမ်းပါစေသောဘုန်းကြီးတို့ဒီနေ့ပူဇော်ဟောကြားမှာကတော့ဖြင့်အပိုင်း19ဖြစ်ပါတယ်ဇတ်တော်အမှတ်အားဖြင့်ဇတ်တော်အမှတ်40ခွန်ဝါရုဏီဒုသကဇတ်ဖြစ်ပါတယ်ထိုဇတ်တော်ထဲမှာအမတန်ကောင်းမွန်စွာစီမံထားတဲ့ထက်စွာသောသေရအရက်ကိုဖျက်ဆီးတဲ့အကြောင်းမြတ်စွာဘုရားကဟောကြားထားတဲ့ဒေသနာဖြစ်ပါတယ်မြတ်စွာဘုရားသည်တလောကလုံးကအကြောင်းအရာတွေကိုအကုန်အစင်သိမြင်ပင်သိမြင်ညာတော်လဲအကြောင်းတိုက်ဆိုင်မှသာလျှင်ဟောကြားခြင်းဖြစ်ပါတယ်အထူးအားဖြင့်တရားဖြစ်ဖို့နဲ့သိက္ခာဖို့ပညာဖို့အတွက်သာလျှင်ဟောကြားခြင်းဖြစ်ပါတယ်သိတာတွေအလုံးကိုဟောနေတာမဟုတ်ပါဘူးမြင်တာတွေအလုံးကြားတာတွေအလုံးကိုဟောနေတာမဟုတ်ပါဘူးတရားဖြစ်ဖို့အတွက်သာလျှင်သိက္ခာဖို့ဒီပညာဖို့အတွက်သာလျှင်မြတ်စွာဘုရားတို့ဆိုတာတရားစကားမိန့်ကြားတော်မူကြခြင်းဖြစ်ပါတယ်အဲဒါကြောင့်မလို့မလို့အပ်ရင်မပြောတဲ့အားလုံးနဲ့ကြားဘူးတဲ့နော်စကား6ခွန်းလူ၌ထွန်းလဲ2ခွန်းကိုနော်4ခွန်းကိုပဲ2ခွန်းကိုကျွဲတယ်ဆိုတာဘာလဲဟုတ်မှန်ကြိုးရှိနာလိုသိနေမှန်ရှိမလို့2ခွန်းသောစကားကိုတော့ဆိုတော်မူတတ်တော်မြတ်စွာဘုရားဆိုတာရှိဒါကြောင့်ဒီဇတ်တော်တွေကိုမြတ်စွာဘုရားကဟောတယ်ဆိုတာ
လက်ရှိဘုရားလက်ထက်ကပိဿုပံဝတ္ထုမှာပါတဲ့နော်တရားဒေသနာတော်ရဲ့အကြောင်းဝတ္ထုကံပုဂ္ဂိုလ်နဲ့တကွနာယူတဲ့တန်ဃာတော်တွေလူပုဂ္ဂိုလ်တွေအကျိုးများဖို့တွင်မကနောင်လာနောက်သားဘုန်းကြီးတို့လိုနောင်လာနောက်သားတွေအတွက်ကိုပါဘုရားရှင်ကအကျိုးများဖို့ဟောကြားတော်မူခဲ့ခြင်းဖြစ်ပါတယ်နှုတ်တော်ကထုတ်ဖို့ဟောပြီဆိုကြတဲ့ကူကအမတန်လိုအပ်တဲ့အတွက်ကြောင့်ဘုရားရှင်ဟောကြားထားတယ်လို့မိမိတို့ဒီလိုသဘောပေါက်ကြရမှာဖြစ်ပါတယ်ဒီနေ့ဟောကြားမဲ့ဝါရုဏိတုတကဇတ်ကိုမြတ်စွာဘုရားလက်ထက်တုန်းကသေအရက်ကိုဖြစ်စည်းတတ်တဲ့ပုဂ္ဂိုလ်တယောက်ကိုအကြောင်းပြုပြီးတော့ဟောကြားခြင်းဖြစ်ပါတယ်နည်းနည်းလေးချဲ့ပြောမယ်ဆိုရင်တော့အနာထဘိန်ကျောင်းတကာကြီးရှိပါတယ်အနာထဘိန်ကျောင်းတကာကြီးရဲ့အဆွေခင်မွန်းတယောက်ကသူကသေလုပ်ငန်းနဲ့စီဝါဖြစ်တယ်ဆိုပါတော့သေကုန်တယ်ပေါ့အဲ့ဒီမှာသူကထက်စွာသောသေကြီးကိုဖော်ဆက်တယ်ဒါအရက်ကောင်းကောင်းနော်သူရာမေရယဆိုတဲ့အတိုင်းသေကြီးအရက်ကိုကောင်းကောင်းဖော်ဆက်ထားတဲ့သဘောဖော်ဆက်ပြီးတော့မှသူကရွှေတွေငွေတွေသပြားတွေနဲ့အရက်ရောင်းတယ်အရက်ရောင်းတဲ့အခါကျတော့တရက်ရောက်တဲ့အခါမှာအရက်ဝယ်တဲ့လူတွေလာကြတယ်ပေါ့နော်အရက်တောက်တဲ့လူတွေပေါ့အဲ့ဒီအခါမှာသူကသူ့ရဲ့အလုပ်သမားကိုအမောင်းနဲ့နော်ဒီအရက်ဖိုးယူပြီးတော့အရက်တွေရောင်းလိုက်ကွာတဲ့ငါရေချိုးစရာရှိလို့ရေသွားချိုးဦးမယ်ဆိုပြီးတော့တပည့်ကိုအရက်ရောင်းခိုင်းပြီးတော့ဆရာကရေသွားချိုးတယ်အဲ့ဒီအခါမှာအရက်သမားတွေအရက်တောက်တဲ့လူတွေကအရက်တောက်နေရင်လည်းဘာလုပ်လဲဆိုတော့အိမ်ဈေးပေါ့နော်ဒါရှေ့ခေတ်လဲရှေ့ခေတ်လျောက်ပေါ့အိမ်ဈေးခေါ်တာပေါ့အဲဈေးတွေကနေပြီးတော့မှစားကိုသွားယူပြီးတော့မှသူတို့ကအရက်တောက်တဲ့အခါစားလေးနဲ့မြည်မြည်တောက်အဲ့ဒါကိုအရက်ကုံတယ်ရဲ့နော်တပည့်ဖြစ်တဲ့ပုဂ္ဂိုလ်ကမြင်တော့တို့ဒီအရက်ထဲမှာဧကန္တတော့စားပေါ်နေလို့စားလို့နေလို့သူတို့စားမြည်တောက်နေကြတာနေမှာပဲဆိုပြီးတော့မှထိုပုဂ္ဂိုလ်ကရှိတဲ့အရက်အမတန်ထက်စွာစီမံထားတဲ့အရက်ထဲမှာအရက်အိုးထဲမှာတကွမ်းစားမျှသောစားကိုခတ်ထည့်လိုက်တယ်တဲ့သူကခတ်ထည့်ပြီးနောက်လူတွေရောင်းတဲ့အခါကျတော့ဟာလူတွေကတခွိခွိနဲ့ဟာဒီကောင်ဘာတွေလုပ်ပလိုက်လဲအရက်တွေပြက်ပြီးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့နောက်လာပြီးတော့တောက်မဲ့အရက်သမားတွေကလာမတောက်ကြတော့ဘူးအဲ့ဒါအခုနပိုင်ရှင်ကရေချိုးပြီးထွက်လာတော့ဟာအရက်တောက်တဲ့လူတွေလည်းမရှိတော့ပါလားဘယ်သူ့ဘယ်ညာမေးတော့မှနော်ကျွန်တော်ကမသိတော့စားထဲလိုက်တာအဲ့ဒါငံတယ်တူးတယ်ဆိုပြီးတော့မှနော်ကြံတဲ့ပုဂ္ဂိုလ်တွေအရက်မတောက်ကြတော့ဘဲနဲ့နောက်လာတဲ့ပုဂ္ဂိုလ်တွေလည်းအရက်မတောက်ကြတော့ဘဲနဲ့ထွက်သွားကြတာပါဆိုတော့မှမိုက်လိုက်တာကွာဘဲနဲ့ဒီလောက်ကောင်းတဲ့အရက်မင်းစားထဲခါရတယ်လို့ဆိုပြီးတော့အဲ့ဒါလို့သူ့ရဲ့တပည့်ကိုသူကကြိမ်မောင်းပြီးတော့မှနော်ဖြစ်ပေါ်လာတဲ့အကြောင်းအရာအဲ့ဒါကိုသူ့ရဲ့တငယ်ချင်းအနာထပင်ကျောင်းတကာကြီးကိုပြောပြအဲ့တော့ဘုန်းကြီးတို့ကနည်းနည်းစဉ်းစားတော့ဒီအရက်ရောင်းတဲ့ပုဂ္ဂိုလ်ရဲ့တပည့်ဟာဒီအရက်ထဲမှာစားခါရတယ်မခတ်ရဘူးတော့မသိဘူးဆိုတော့ဒီတပည့်ကလည်းတော်တော်ကိုထုံအာတတဖြစ်မှာပဲဟောဆိုတော့ဒီခေတ်မှာအရက်ရောင်းတဲ့ဆိုင်ရလူမပြောနဲ့အပြင်ကပုဂ္ဂိုလ်တော်မှာအရက်အကြောင်းတော်တော်လေးကောင်းကောင်းသိနေကြတာအဲ့တော့ဒီပုဂ္ဂိုလ်ကအရက်ထဲစားခါရသလားဆိုတာကိုဒီလိုတွေးတယ်ဆိုတဲ့ကအတော်ကိုထုံဖြစ်အဲ့ဒါနာတပိကျောင်းတကာကြီးကလည်းစကားလက်ဆောင်တော့ရပြီဆိုပြီးတော့ဘုရားထံသွားတယ်ဘုရားထံသွားပြီးတော့ဘုရားကိုလျှောက်ပြတာဒီတော့မှမြတ်စွာဘုရားကတဲ့ဒီပုဂ္ဂိုလ်ဟာဒီဘဝမှာသာထက်စွာသောအရက်ကိုဖြစ်စည်းတာမဟုတ်ဘူးတဲ့ရှေးတုန်းကလည်းဖြစ်စည်းခဲ့ဘူးတဲ့ဆိုပြီးတော့ဘုရားရှင်ကဒီစေတနာဝါရုဏိတုတကဇတ်ဝါရုဏိတုတကဆိုတာသေအရက်ကိုဖြစ်လိုက်တယ်လို့ဒီလိုအဓိပ္ပာယ်ရအဲ့တော့အနာတပင်ကျောင်းတကာကြီးဟာဖျားထန်သွားတဲ့အခါဒီမှတ်ချက်ကလေးကဘာရတယ်လဲဆိုရင်မနေ့ခင်းဟိုဒီနေ့ကပြောခဲ့သလိုပဲယာကုတွေယူသွားတယ်လို့နော်နော်ဆွန်ဖုံပေးပြီးတဲ့အချိန်မှဆိုလို့ရှိရင်ထောပတ်တို့ပြားတို့ဒါမျိုးစသည်ပေါ့နော်စတူမတူစသည်ယူသွားတယ်ညနေပဲဆိုလို့ရှိရင်တော့ပန်းနေဒါစီမီးတွေသွားတယ်
အဲ့တော့ဖျားဖူးသွားယုံတက်လားလို့မတွေးနဲ့တရားလဲနာဖို့သွားတယ်ဟုတ်ပြီဖျားဟောတဲ့တရားနာတယ်ဆိုတဲ့နေရာမှာအခုဒီဇတ်တော်မှာရှိတဲ့စကားလေးအရာသူကအနာတပင်ကျောင်းတကာကြီးကသူ့တငယ်ချင်းမိတ်ဆွေအရက်ကုံတဲ့ထံကစကားလေးရတဲ့အခါမှာသူကဘလို့တွေးတယ်လဲဆိုတော့ဟာငါမြတ်စွာဘုရားရှိသွားဖို့တော့ဖြင့်စကားလက်ဆောင်တော့ရပြီတဲ့ဟောသူကဒီလိုမျိုးလာတယ်အဲ့တော့ငါမြတ်စွာဘုရားရှိသွားဖို့အတွက်စကားလက်ဆောင်တော့ရပြီဆိုပြီးတော့မှမြတ်စွာဘုရားရှိသွားတယ်တဲ့ဆိုတော့ဒီစကားလေးကိုကြည်တော်အားဖြင့်အနာထေပင်ကျောင်းတကာကြီးဟာဖြစ်ပေါ်လာတဲ့လောကထဲကအကြောင်းအရာတွေကိုဖယားထံရှောက်ရှောက်ပြတဲ့အခါဖယားထံကတရားအသစ်တွေနာရမှာပဲဆိုတဲ့ဒီအသည့်သူ့မှာရှိထားတဲ့အတွက်ကြောင့်ဒီအယက်သမားနော်အယက်ကုံတယ်ပေါ့အယက်ကုံတယ်ထံကစကားစားကိုသူကဟာငါအတွက်တော့စကားလက်ဆောင်ရပြီဆိုပြီးတော့မှဖယားထံသွားလျှောက်ဒီတော့ဖယားထံကအခုဟောမဲ့ဒေသနာအသစ်ကိုသူနာရတာပေါ့ဒါကြောင့်မလို့ဘုန်းကြီးများထံကိုလာကြတဲ့ပြုကြတဲ့အခါမှာအဲ့ဒီလိုမျိုးပေါ့တို့ပြောတဲ့အကြောင်းအရာအခြေခံပြီးတော့တရားစကားတွေတော့နာယူရတော့မှာပဲအသည့်တွေတော့တိုးတော့မှာပဲဒီလိုစသည်ဖြင့်တန်ဃာတော်များရှိတဲ့နေရာကိုလာခြင်းအပြင်မိမိတို့မှာတရားအသည့်တွေတိုးပါတယ်မင်္ဂလာတုံးနဲ့ပြောမယ်ဆိုလို့ရှိရင်ဘုန်းကြီးကျောင်းကိုသွားရတဲ့အတွက်ဘုရားရှိရင်ဘုရားကျောင်းသွားရတဲ့အတွက်သမဏနိစ္စဒသနမင်္ဂလာတွေတိုးတယ်ဒါရင်လားမဟုတ်တာဘူးဒါနင်္စဓမ္မစရိယာစဆိုတဲ့အတိုင်းဒါနာကုသိုလ်တွေဓမ္မစရိယာကုသိုလ်တွေတိုးတယ်တန်ဃာတော်တွေဟောကြားတဲ့ဓမ္မတဝနာတရားတော်တွေနာရတယ်ဝေယဝိဆကုသိုလ်တွေပြုရတယ်နောက်ဆုံးဘုန်းကြီးကျောင်းရောက်ပြီဆိုတဲ့ဟိုကကိုနှုတ်စိတ်ထိန်းကျောင်းလိုက်ရတဲ့အတွက်သီလသမာဓိပညာတွေတိုးတာပါပဲအခုလည်းမြတ်စွာဘုရားလျှောက်တော်မြတ်စွာဘုရားကအဲ့ဒီအကြောင်းကိုအခြေခံပြီးတော့မှဟောဒီဝါရုဏိတုတကဆက်အဲ့ဒီတုန်းကလည်းမြတ်စွာဘုရားအလောင်းဟာဗာရဏသီတထေဖြစ်တယ်။နာတပင်ကျောင်းတကာကြီးရဲ့မိတ်ဆွေလိုပါပဲသူ့မိတ်ဆွေကသေကုန်တယ်အရက်ကုန်တယ်။အဲ့ဒါအခုပြောသွားတဲ့ပုံစံအတိုင်းပဲသူ့တပည့်ကအရက်ထဲစားခလိုက်တာကောင်းတဲ့အရက်ပြက်ကြော။ပြက်တဲ့အတွက်အဲ့ဒီမှာဘုရားအလောင်းဖြစ်တဲ့ဗာရဏသီတထေကမိုက်ပါကွာနော်ပြောမယ်ဆိုလို့ရှိရင်မိုက်တယ်ဆိုတာကမသိတာပေါ့နော်သူလှုပ်လိုက်တဲ့ကိစ္စဟာသူကတော့ပြည့်အောင်ဖြစ်တာတော့မဟုတ်ဘူးဒါပေမဲ့လို့အကျိုးရှိတဲ့ကိစ္စမှာမလိမ္မာတဲ့အခါကျတော့နော်သူ့ရဲ့လုတ်ကိန်းတဲ့ကိစ္စဟာအကျိုးစီးပွားဖြစ်ဖို့ဖြစ်မလာပဲနဲ့အကျိုးစီးပွားပြည့်ဖို့ဖြစ်သွားဟိုဒီနေ့ကပြောတဲ့မြောက်တီလို့ပေါ့တမင်တကာဥယျာဉ်ဖြစ်တာတော့မဟုတ်ဘူးဒါပေမဲ့လို့နားမလဲတော့နော်ဉာဏ်ကမရှိတဲ့အခါကျတော့ဒါဖြစ်တယ်လို့ဖြစ်ဒါကြောင့်မလို့ဒီနေရာမှာလည်းပဲနဝေအနတ္ထကုတလေနအဋ္ဌစရိယာဒုက္ခဝဟံဟာပေတိအဋ္ဌံဒုံမေသောကွန်းတင်ညောဝါရုနေယထာဒုံမေသောဉာဏ်ပညာမရှိတဲ့ပုဂ္ဂိုလ်သည်အဋ္ဌံအကျိုးစီးပွားကိုကိရိတာမိတိပြုလိုက်မဟဲဆိုပြီးတော့မှအဋ္ဌံအကျိုးစီးပွားကိုဟာပေတိဆိုရုပ်စေတယ်လူရင်းကတော့ဒုံမေသောပဲဉာဏ်မရှိတာသူရည်ရွယ်ချက်ကတော့အကျိုးစီးပွားရအောင်လုပ်လိုက်မယ်ဆိုပြီးတော့လုပ်တာပဲဒါပေမဲ့လို့ဉာဏ်မပါတော့ဒုံမေထဉာဏ်မရှိတဲ့အခါကျတော့ပြောရရင်တော့မရွယ်ဘဲနဲ့ဖြစ်တယ်လို့ဖြစ်သွားတတ္တမထိုးကြောင့်မို့လို့အနတ္တကုသလေနအကျိုးစီးပွားမရှိသည်နဲ့လိမ္မာသောသူသည်ပြောင်းမြန်အပြင်အကျိုးစီးပွားရှိသည်နဲ့မလိမ္မာသောသူသည်နှစ်ခုပြောလို့ရတယ်အကျိုးစီးပွားဖြစ်ထွန်းမှာကိုနားမလဲတာလည်းပဲအနတ္ထကုသလပြောင်းမြန်အားဖြင့်အကျိုးစီးပွားမဟုတ်တဲ့ပျက်စီးရပျက်စီးကြောင်းမှာကြတော့ကုသလကျွမ်းကျင်နေပြန်ရောရှိတယ်လောကမှာနော်ကောင်းတဲ့ဘက်ကိုတာမကျွမ်းကျင်တာမကောင်းတဲ့ဘက်ကြတော့နော်တလိုက်ရမလားခိုးလိုက်ရမလားဖောက်ပြန်လိုက်ရမလားလိန်လိုက်ရမလားညာလိုက်ရမလားမူးလိုက်ရမလားလာခဲ့အဟံပထမငါအရင်ဆုံးဒီလိုဖြစ်နေတာလေအဲ့ဒါကြတော့
အကျိုးစီးပွားမဟုတ်တဲ့နေရာမှာနော်ဒါကျွမ်းကျင်နေတယ်လို့ပြောရတယ်ဒါလည်းလောကမှာရှိနေတဲ့သဘောပဲတချို့ဟာကောင်းတဲ့ဘက်မှာမကျွမ်းကျင်ဘူးမကောင်းတဲ့ဘက်မှာတော့ကျွမ်းကျင်မဲ့ဆရာကြီးတစုဖြစ်ဒါကိုပဲအနတ္ထကုတလေနာအကျိုးစီးပွားမရှိသည်၌ကျွမ်းကျင်လိမ္မာတော်သူသည်လိမ္မာတယ်ဆိုတာကောင်းတယ်ပြောတာမဟုတ်ဘူးကျွမ်းကျင်တယ်ပြောတာအကျိုးရှိသည်မှာကြတော့မလိမ္မာဘူးမကျွမ်းကျင်ဘူးလောကသာသနာဘက်ကယူပြောမယ်ဆိုရင်ကောင်းတဲ့စိတ်ကောင်းထားနည်းသူမလုပ်တတ်ဘူးမထားတတ်ဘူးဟာကျန်တဲ့ဒါနကုသိုလ်တွေမပြုတ်တတ်ဘူးသီလသမာဓိပညာတွေမကျင့်တတ်ဘူးတချို့အဲ့လိုရှိတယ်တချို့ကြတော့လောကအရာစမတတ်ဘူးဒါပေမဲ့လို့နော်အထာကုသလအကျိုးစီးပွားရှိတဲ့နေရာမှာကျွမ်းကျင်တယ်ဒါနကုသိုလ်တွေပြုတတ်တယ်သီလတွေစောင့်တည်တတ်တယ်ဘာဝနာအလုပ်တွေအားထုတ်တတ်တယ်စိတ်ကောင်းထားတတ်တယ်မေတ္တာပွားတတ်တယ်ဒါအထာကုသလအခုဒီနေရာမှာကျတော့အနတ္ထကုသလေနာအဲ့ဒါလိုအကျိုးမရှိသည်မှာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်သည်အကျိုးရှိသည်နဲ့မကျွမ်းကျင်တဲ့ပုဂ္ဂိုလ်သည်အထာစရိယာချမ်းသာနှစ်ပါးဟုသောအကျိုးကိုကျင့်ခြင်းသည်နဒုက္ခဝဟချမ်းသာကိုဆောင်ခြင်းကမတတ်နိုင်ကျင့်တာကတော့ချမ်းသာဖို့ပဲဒါပေမဲ့လို့ဆင်းရဲကြောင်းဖြစ်သွားကိုယ်နေညောကိုယ်နေညာအမိရရတဲ့တပည့်သည်အထံအကျိုးစီးပွားကိုကရိတာမိတိပြုမဲ့ဟဲ့ဟူ၍လောနံစာကိုပက္ခိဘိတော်ခတ်ပြီးတော့မှဝါရုနေသည်အရက်ကိုဝိနာအတိတိယထာဖြစ်စည်းလိုက်တဲ့ကဲ့သို့ဧဝံတထာထို့အတူသာဘောပြီးအလုံးစုံလေးဖြစ်သောအနတ္ထကုသလောအကျိုးစီးပွားမရှိသည်၌လိမ္မာကျွမ်းကျင်သောသူသည်မဟုတ်တဲ့နေရာမှာလိမ္မာနေတာကျွမ်းကျင်နေတာတနည်းအားဖြင့်အကျိုးစီးပွားရှိသည်၌မလိမ္မာမကျွမ်းကျင်တဲ့နားမလဲတဲ့ပုဂ္ဂိုလ်သည်ဝိစင်စေအထံအကျိုးစီးပွားကိုဟာပေတိဆိုးရုပ်စေတယ်ဒီတရားဒေသနာကအရက်ထဲစားထဲလောက်စားထဲယုံနေမဟုတ်ဘူးမိမိတို့အတွက်ဉာဏ်ရှိရင်ချဲ့ရင်ချဲ့တဲ့လောက်ကျေတဲ့တရားအဲ့ဒါလိုမြတ်စွာဘုရားဟောပြီးတော့ဇက်ပေါင်းပြတာအဲ့ဒီတေးအရက်ဖြတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဒီဘဝလည်းသူပါပဲဗာရဏသီတထေဆိုတာကတော့ငါဘုရားလောင်းမယ်ဆိုပြီးတော့ဇတ်တော်ပေါင်းပါတယ်အကျိုးကိုပြုမိုက်မဲမှုကျိုးစုဖြာဖြာကျိုးမဲ့တာလောက်တာကတော့အကျိုးရှိအောင်ပဲဒါမဲ့လို့အသိပညာကဒုံမေတော့တဲ့ဉာဏ်မရှိတော့ဖြစ်စည်းသလိုဖြစ်သွားတယ်ဒါကြောင့်မလို့လောကမှာအသိဉာဏ်မရှိဘူးဆိုလို့ရှိရင်သွားသူ့လက်ထဲမအပ်နဲ့နော်ကိုယ်တိုင်လို့ပင်မနာကပင်မယုံရှိမှမပြည့်စည်ဘူးနောက်ကြရင်ကြမယ်နားမလဲတဲ့ပုဂ္ဂိုလ်သွားပြီးတော့ခိုင်းမိရင်တော့အဲ့ဒါဒုက္ခရောက်တော့တာပဲအကျိုးရှိမှုမရှိမှုသိမှုအရင်ဒီသူမိုက်အားခဲကျိုးပြုလဲကျိုးနဲ့ပြည့်စည်သည်သေကိုစားဆွဲအကျိုးဖြဲ့မှတ်ချက်ထုံးတမီဝါရုဏီတုတကသေကိုဖြတ်တယ်အဲ့တော့ဒီနေရာမှာအနေငယ်လေးဘုန်းကြီးတို့သေရီအရက်ဒီခေတ်တော့အမတန်ကျေပြန့်သွားတာသေရီအရက်ကတော့ပြောရလို့ရှိရင်နေရာတိုင်းကိုမှရနေတာပြောရရင်တောက်ရည်သံဃာမှာတော်တော်ရှာရလဲဦးမယ်အရက်ကပိုးတောင်ရှာလို့လွယ်သေးတယ်နောက်ဆိုရေစာရင်အရက်တောင်တောက်ရမလားမသိနေရာတကအရက်ဖြစ်ဒါတွေဟာပါလေမိမိတို့တိုင်းပြည်ကိုဥဆောင်နေတဲ့ပုဂ္ဂိုလ်တွေတိုင်းနယ်ပြည်နယ်အသီးသီးကိုဥဆောင်နေတဲ့ပုဂ္ဂိုလ်တွေနိုင်ငံကိုတာဝန်ယူနေတဲ့ပုဂ္ဂိုလ်တွေမကသာသနာတော်ရဲ့ဥဆောင်ဖြစ်တဲ့ပုဂ္ဂိုလ်တွေအားလုံးကဒါကိုအန္တရာယ်လို့မြင်ဖို့လိုတယ်ဒီသေအရက်ကနဲ့အခုကျတော့ချဲ့သွားပြီမူရစေဝါတွေတခါတည်းပြောရလို့ရှိရင်တန်ချိန်များစွာအဲ့ဓာတွေဟာဘာလို့တာလဲနော်လောကဘက်ကစီးပွားရေးလူမှုရေးပညာရေးဖြစ်စည်းုံနဲ့မကဘူးမိမိတို့ရဲ့တန်တရားခရီးမှာသူတော်ကောင်းဖြစ်ရေးကိုပါဖြစ်စည်းနေကြတာပိုက်ဆံငွေကြေးရတယ်ဆိုတာကတော့မှန်တယ်သို့တော့ဟောဒီနိုင်ငံမှာရှိတဲ့ပုဂ္ဂိုလ်တွေဒါတွေနဲ့မကကဘာရကပုဂ္ဂိုလ်တွေဒီမူရစေဝါကြောင့်အသိဉာဏ်ပညာတွေတုံးပြီးတော့မှအပင်ငရဲဆင်းရဲရောက်ကြောင်းအမှုတွေပြုကြတော့တာဘုန်းကြီးတို့ဒီသူစရိုက်တွေခွဲတာတွေရှိပါတယ်
အခုဒီသုဒ္ဓမေရိယဆိုတဲ့ဥစ္စာ၅ပါးသီလထဲမှာပါတယ်ဆိုတာလဲအားလုံးသိကြပြီးသားပဲအဲ့တော့ဒီသုဒ္ဓမေရိယဆိုတဲ့ကိစ္စဟာဘလောက်အရေးကြီးသလဲစာပေမှာအများကြီးဖွင့်ထားတယ်ဒီပိဋကရောဆရာတော်ဘုရားကြီးကလည်းပဲဒီသေအရက်နဲ့ပတ်သက်ပြီးတော့မှတရားဒေသနာတွေဟောတဲ့အခါဩဝါဒတွေပေးတဲ့အခါမှာပါဘူးတယ်အရက်သေးစာဆိုတာတော်တော်ဆိုးတယ်တဲ့အရက်တွေတောက်သုံးကြတဲ့အခါကျတော့စိတ်တွေဖောက်ပြန်ပြီးတော့အဲ့ဒီအရက်သေးစာတွေတောက်သုံးကြပြီဆိုရင်၅ပါးသီလမှာဒီပြင်သီလတွေပါမလုံးကြုံတော့ဘူးတဲ့အဖေအရင်လဲတာရတော့တာပဲသားသမီးအရင်လဲတာရတော့တာပဲအဖေအရင်သားအရင်တော့မယုံရတော့ဘူးဘာမှကိုစိတ်မချရတော့ဘူးအဲ့ဒါလိုတွေဖြစ်ကုန်ကြတယ်လို့ကျေးဇူးတော်ရှင်တိပိဋကရောဆရာတော်ဘုရားကြီးကဒီလိုဩဝါဒတရားဒေသနာတွေမိတ်ပါတယ်အမရဗုဒ္ဓမဟာကာနောင်ဆရာတော်ဘုရားကြီးယရဏဂုံကြီးထဲမှာလည်းပဲဒီအရက်တွေကိုတောက်စားမိလို့ရှိရင်ဘယ်လိုအကျိုးအပြစ်တွေဖြစ်တယ်ဆိုတာတွေလည်းတခြားကိုဝေဖန်ရေးထားတာရှိပါတယ်ဘုန်းကြီးတို့အားလုံးရကြတဲ့လင်္ကာရှိမှာပါသေရီတောက်လင်သင့်မသင့်နဲ့ရေးခွင့်မသိပြင်းရီမေ့ယူကျေးဇူးမဆက်ဟိရိုတက်ကင်းခပင်းများထိုအာကုသိုလ်ကိုမညိုလွယ်စာပြုကျင့်ရသည်ရှောင်းကအပြန်အကျိုးတည်သေရီတောက်လင်သင့်မသင့်နိုင်ဆိုတာဟောအရက်သေးစာတောက်မိသွားပြီဆိုရင်လှုပ်တဲ့နဲ့မလှုပ်တဲ့ဘူးပြောတဲ့နဲ့မပြောတဲ့ဘူးဟောအဲ့ဒီအရေးအခွင့်တွေမှာသင့်မသင့်နေမစင်ကျင်နိုင်တော့ဘူးညံနေတုံးကုန်ပြီညံနေပိတ်ကုန်ပြီတဲ့အခါပြင်းကြီးတယ်မူးပြီးတော့နော်ထုံထိုင်းသွားပြီဆိုရင်ဘယ်လာဝိရိယတွေကလာတော့မလဲပြင်းကြီးတော့တာပေါ့တဲ့အခါမေ့လျော့နော်မူယူတတ်တယ်နောက်ဘဝအဆက်ဆက်တွေမှာအယူနှံ့နေဖြစ်တတ်တယ်နောက်သူများကပြုခဲ့တဲ့ကျေးဇူးတွေလည်းမရှိတော့ဘူးကောင်းထဲမှာမပေါ်တော့ဟိဒီဩတာပအရှဲကြောက်ကဲနာကတော့ဗျာကျုပ်တို့လည်းကလေးဘဝတော့မှနေခဲ့ရတဲ့ခါကျတော့ပစိုးတော်မကတ်တော့ဘူးတကယ်မူးလာရင်နော်ဟိုတခါကကြာဘူးသလိုပေါ့ငမူးကထန်းထဲမှာတောက်ထန်းထဲတောက်ပြီးတော့ရွာထဲပြန်လာတော့လန့်ရောက်တော့ तू ကပြောရလို့ရှိရင်ပစိုးကဘယ်နာကြွခဲ့မှမသိဘူးအဲ့တော့လန့်ကတွေ့တဲ့ပုဂ္ဂိုလ်တွေကသူ့မြန်နေဟင်းဆိုအကုန်ထွက်ပြေးကုန်ကြဟင်းထွက်ပြေးတော့ तू ကစိတ်တွေတို့တယ်ဘာလဲကွာငါမြင်တာနဲ့ဟင်းတော့ရည်တဲ့လူကရည်ထွက်ပြေးတဲ့လူကတော်တော်စိတ်တို့တာ तू ကမူးတာစိတ်ကတော့အတူတော့အဲ့ဒါလိုနဲ့သူ့အိမ်ပြန်ရောက်သွားတော့သူမယားကသူ့လည်းမြင်ရောဟင်းရှင်ဘယ်လိုဖြစ်တာလဲဟင်းဘာဟင်းလဲကွာတလန်းလို့ငါခွေးရအစာကြည့်မရဘူးငါ့ကိုခါတဲ့ဘသူကလဲဘလို့တွေတခါတဲ့ဟင်းဟဲဖြစ်တာဒါလောက်တောင်ဘာလဲဆိုပြီးတော့သူ့မိန်းမကိုရိုက်မယ်ဆိုပြီးတော့ကတောင်းကြိုက်လိုက်တာကတောင်းကြိုက်တော့မှဘယ်ပစိုးမှမပါဘူးဆိုကတောင်းဘလို့ကြိုက်လို့ရတော့အဲ့ကြတော့မှဟင်းကြည့်လိုက်တော့သူ့ကိုယ်သူပစိုးမပါမှန်းသိတယ်ကတောင်းကြိုက်မယ်ဆိုမှပစိုးပြောက်မှန်းသိတခါကလည်းအဲ့တခါတယောက်သူကဘုရားတရားတော့အထိုက်လျောက်လုံးတယ်ဒါပေမဲ့လို့ညနေပဲမူးပြီဆိုရင်တော့ဘုရားလည်းကောင်းထဲမှာမူမှန်တော့အဲ့တော့တရက်ရောက်တော့သူကမူးနဲ့အရက်ပလင်းကြီးကိုင်းပြီးတော့ဘုရားရှင်ရှိသွားတယ်ဘုရားရှင်ရှိသွားတော့သူမိမကလည်းမြင်လိုက်တယ်ဘယ်နဲ့ငါယောက်ျားရက်ပလင်းကြီးကိုင်းပြီးဘုရားရှိသွားပါလေနောက်ကလိုက်လာတော့မြတ်စွာဘုရားလှူဒန်းပါ၏ဘုရားလှူဒန်းပါ၏ဘုရားဆိုဘုရားရှင်ပေါ်အရက်ပလင်းတင်ရှင်ဘယ်လိုလုပ်တာတော့ဖက်နဲ့ဖျားသွားပြီးတော့အရက်ပလင်းကြီးသွားပြီးတော့ဘာလို့တင်တာတော့ဟာဒါနပဲကွာနောက်သူကဆက်ပြောသေးတယ်တို့ဖျားကကွာတဲ့တပ်ပင်ညူဖျားပါတဲ့တောက်တင်မတောက်တင်ကြည့်လို့လိမ့်မယ်ကွာတဲ့ကဲဖျားကိုမြတ်သူကတပ်ပင်ညူဖျားတယ်တောက်တင်မတောက်တင်ကြည့်လို့မယ်ဒါနပဲတဲ့ဒါတွေဟာဒါနကတော့မှန်ပါတယ်မပြုတ်တဲ့ဒါနထဲမှာပါတယ်ဒီလိုစသည်အပြင်အသိဉာဏ်တွေဟာတုံးသွားတော့ဒါတာမန်လောက်ကလေးတာမန်လောက်ကလေးနော်သေကြီးအရက်ကိုတောက်မိသွားပြီဒီကိစ္စမူရည်စီဝါတွေသုံးဆွဲမိသွားပြီဆိုရင်မိသည့်အာကုသိုလ်မှမရှောင်ကျင်မဲနဲ့အလုံးစုံသောမကောင်းမှုကိုပြုမိလွယ်သွားတယ်တဲ့ဘုန်းကြီးတို့ကာမေတုမိစ္ဆာစာရဒီကာမေတုမိစ္ဆာစာရဆိုတာလိုပဲဒီသေကြီးအရက်တောက်မှုကိုလည်းပဲကျမ်းဂန်ဒီမှာကမိစ္ဆာစာရတစ်မျိုးပဲဒါကြောင့်မလို့ဒီသေအရက်တောက်တာနဲ့ပတ်သက်လို့ဆရာတော်ဘုရားကြီးကတော့၃ခုကောက်ချက်ချထားတယ်အရက်တောက်တဲ့အခါမှာတဲ့ဒီမထင်မရှားသေကြီးအရက်ပါတဲ့ဟင်းတွေဆေးတွေကို
စားတောက်တာရှိတယ်တချို့ဆေးတွေမှာအရက်ပါတယ်တချို့ဟင်းတွေမှာဒါအရက်ကလေးထည့်ချက်ရတယ်ဆိုတာရှိနှစ်ကြတော့မလွဲတာမရှောင်တာလို့မလို့ဆေးအဖြစ်နဲ့တောက်ရတာလည်းရှိတယ်သုံးကတော့ဖြင့်တောက်ချင်လို့ကိုတောက်တာအဲ့ဒီထဲမှာအဓိကကတော့တောက်ချင်လို့ကိုတောက်ပြီဆိုတဲ့ပုံကိုယ်တွေကတော့အခုခေတ်ပြောနေတယ်လို့ပဲပါတယ်သူတို့ပြောတယ်မအိုသေးဆိုတာမအိုသေးဆိုတာမအိုအောင်ကာကွယ်ပေးတဲ့ဆေးမဟုတ်ဘူးအိုတဲ့အထိမနေရဘူးဘုန်းကြီးတို့ဟိုအောက်ပြီးအောက်ရွာနေနာမယ်တော့ထားပါတော့အဲ့ဒီမှာလူတယောက်ကအရက်လိုင်စင်ရထားတော့အိုးတခါတည်းအရက်လိုင်စင်ရတဲ့ပုဂ္ဂိုလ်ကတော့တထေးဖြေကားရစီကျွဲဝချမ်းသာရွာမှာကတော့ဖြင့်မုတ်ဆိုးမတွေကတစားစားများလာတယ်ဒီလိုဖြစ်ကုန်ကြဒါကြောင့်မလို့ဒီအရက်ဟာအင်မတန်ကိုနော်အရေးတကြီးရှောင်ကျင်ရမယ်ဆိုတာရှိပါတယ်ဘုန်းကြီးတို့ဘုရားစာပေမှာလည်းပဲအရှင်သာကတအကြောင်းဒါကြားဘူးတဲ့လူများပါတယ်ပြောရရင်တော့အရှင်သာကတဆိုတာတကိုးရှင်ပဲနော်စာထဲကပြောသလိုပေါ့ဒီနဂါးကိုတော့မှနှိမ်နှင်းနိုင်တဲ့အရှင်မြတ်နော်အရှင်သာကတဆိုတာဇံပင်ញင်ရတာတို့တော့ပုထုဇဉ်တော့ပုထုဇဉ်ပေါ့သေရပင်စိတ်ကနဂါးကြီးနဲ့တကိုးပြန်လိုက်တာအိုးအရှင်သာကတကနိုင်တယ်ဗျနိုင်တယ်ဗျနဂါးနိုင်တဲ့ကိုတော်ဆိုပြီးတော့နာမည်ကကျော်သွားတယ်နာမည်ကျော်တော့တခါတည်းကောတန်ပြီးမှတခါတည်းကြီးညိုကြတာဟိုအရင်လည်းကြွပါအောင်ဗျနဂနိုင်ဆရာတော်ဗျဟိုအရင်ကလည်းကြွပါအောင်ဗျနဂနိုင်ဆရာတော်ဗျအဲ့တော့လူတွေကနဂနိုင်ဆရာတော်ကိုဘာနဲ့ပူဇော်ရမလဲဆိုတော့ဟိုဆက်ဘက်ကြီးတွေကဖောက်ပြန်ပြီးတော့ရှောက်ပြောတယ်ဟာခိုးကြီးအစင်းရှိတဲ့သေနုလေးကတော့ဘုန်းကြီးတွေမှာရခဲ့တယ်ဟာကိုလှူပါကပ်ပါဆိုတော့ဟိုတအိမ်ကလည်းအရက်ဟိုအိမ်ကလည်းအရက်ကတ်တိုင်းကိုအရှင်မြတ်ကဆွဲလိုက်ရတာကျိုးတို့မောက်ခုံနဲ့ဖရာရှိရောက်တော့ဖရာဘက်ကောင်းမတဲ့တော့ဘူးဖရာဘက်ခြေတော့ရောက်တော့အဲ့ဒါလိုစသည်အဖြစ်နော်တကိုးရှင်ကိုတော့အရှက်ကွဲအကျိုးနဲအောင်လုပ်တာဒီအရက်ပါပဲခုခေတ်ကတော့ပိုးပြီးတော့ခစ်မိတယ်ဆိုတဲ့အတွက်ပိုးပြီးတော့ပျက်စီးမှုတွေဟာအမှန်တန်ကြီးပါတယ်ဒါကြောင့်မလို့ဒီမူရစေဝါဟာတို့နဲ့မဆိုင်ဘူးလို့မတွေးပါနဲ့ဗုဒ္ဓဘာသာတွေအနေနဲ့လည်းပဲနော်ယဟန်တန်ဃာတော်တို့ရဲ့ကျင့်ဝတ်ထဲမှာပြောရလို့ရှိရင်နော်မကောင်းမြတ်တာကောင်းရာညွန်လက်အသေးဟောကျူနာဘူးထမနတ်ထန်တင်ရာမေတ္တာလည်းပြုယဟန်မှု6ခုလွန်သေးချာနော်ဒီအပေမရောက်နတ်ရွာဒုက္ခတိနိဗ္ဗာန်ရောက်အောင်စောင့်ရှောက်ပေးရမှာဆိုတဲ့အတိုင်းဒီကိစ္စကြီးကအမတန်ကိုတတိထားပြီးတော့ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးဖို့အမတန်သင့်ပါတယ်ဒီမူရစေဝါဆိုတာဟာဒီခေတ်မှာအမတန်ငွေရလွယ်တဲ့ရပေါက်ရလန်းငွေရလွယ်တဲ့လုပ်ငန်းဆိုပြီးတော့မှနော်မထင်မှတ်လောက်အောင်ကိုနော်ဆောင်ရွက်နေကြတာဖြစ်ပါတယ်သတင်းစာမျက်နှာတွေဖတ်လိုက်တယ်ဆိုတာနဲ့ဒီမူရစေဝါတွေဟာထိတ်တန်းသတင်းလို့ကိုဖြစ်နေပါတော့တယ်ဒါတွေလည်းဘုန်းကြီးတို့တတိတရဒါလေးကိုပြောပြတာပါနောက်တစ်ခုဇတ်တော်အမှတ်48ဝေဒပ္ပဇတ်ဖြစ်ပါတယ်ဒီဝေဒပ္ပဇတ်ကိုမြတ်စွာဘုရားနော်တာဝတိပြုဇေတဝန်ကျောင်းမှာနေစဉ်တုန်းကအပြောရအဆိုရခက်တဲ့ယဟန်တစ်ပါးအကြောင်းပြုပြီးတော့ပြညတ်တာပါဟောတော်မူခဲ့တာပါအဲ့တော့မြတ်စွာဘုရားမေးတော့သူကလည်းပဲဟုတ်ပါတယ်တပည့်တော်မှန်ပါတယ်ဖေဟာတပည့်တော်အပြောဆိုခက်ဖြစ်မိပါတယ်ပေါ့မြတ်စွာဘုရားကနော်သင်ဟာနော်ငါဘုရားသာသနာမှာနေပြီးတော့ပြောရဆိုရခက်တယ်ပေါ့ရှေးတုန်းကလည်းပဲပြောဆိုရခက်တာတွေဖြစ်ခဲ့ဘူးတယ်ပြောရရင်ပညာရှိစကားနားမထောင်တဲ့အတွက်အတန်လျက်နဲ့နှစ်ပိုင်းဖြတ်ပြီးတော့မှအသက်ခံရခဲ့ဘူးတယ်ဒါတင်လားမဟုတ်ဘူးသင်ကိုအကြောင်းပြုပြီးတော့မှလူ1000ယောက်ျား1000လည်းပဲအသက်သေးဆုံးခဲ့ရတယ်ဆိုပြီးတော့မှနော်ပြောမကောင်းဆိုမကောင်းအကြောင်းပြုတာအဲ့ဒါမြတ်စွာဘုရားကအဲ့တုန်းကဘယ်လိုဖြစ်ခဲ့တယ်လဲဆိုတာလေးကိုချဲ့ဟောပါတယ်ရွာငယ်တစ်ခုမှာပုံနာတယောက်သူကဘာအတတ်ပညာတတ်တယ်လဲဆိုရင်ဒီဝေဒပ္ပခေါ်တဲ့မန္တန်ပေါ့မန္နယာပေါ့အဲ့ဒီမန္နယာကအင်မတန်အစင်းမြင့်တယ်ပြောရလို့ရှိရင်တန်ဖိုးကြီးတယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေနဲ့ပဲထိုက်တန်တယ်ဘာဖြစ်လို့အဲ့ဒါလိုပြောရတယ်လဲဆိုရင်ဒီဝေဒပ္ပမန္တန်ကနက္ခကောင်းငင်ကိုကြည့်လို့နက္ခကျုံနေပြီဆိုရင်ဒီဝေဒပ္ပမန္တန်မန္နယာကိုရွတ်လိုက်ပြီးတော့မှကောင်းငင်ကိုကြည့်လိုက်တယ်ဆိုတာနဲ့နော်ယရနာ9ပါးမိုးရွာနိုင်တဲ့မန္တန်
ဘလောက်များကောင်းယရနာခုနှစ်ပါးကောင်းငင်ရနဲ့ယရနာမိုးရွာနိုင်တဲ့မန္တန်ဆိုတော့တန်ဖိုးပဲဖြတ်လို့ရတော့မလဲနော်ကောင်းငင်ကိုခါတယ်မော့ကြည့်လိုက်တာနဲ့မန္တရာကိုမှန်းပြီးတော့မှကောင်းငင်ကိုမော့ကြည့်လိုက်တာနဲ့ကောင်းငင်ရနဲ့ယရနာခုနှစ်ပါးမိုးရွာနိုင်တဲ့ဂါထာမန္တရာအဲ့ဒါဘုရားအလောင်းကအဲ့ဒီခုနဝေဒဘမန္တန်တက်တဲ့ပုံနာထံမှာတပည့်ခံပြီးတော့ပညာသင်နေတာအဲ့ဒါလိုသင်နေပြီးတော့တရက်ကြတဲ့ခါကျတော့ဆရာနဲ့တပည့်နဲ့ဆရာပုံနာနဲ့ဘုရားလောင်းတပည့်နဲ့အဲ့ဒါသူတို့ကိစ္စတစ်ခုနဲ့အဲ့ဒီရွာငယ်ကနေထွက်ပြီးတော့စေတတိုင်းဆိုတဲ့အရက်ကိုသူတို့သွားကြတာသွားတော့လမ်းမှာဘာဖြတ်ရတယ်လဲဆိုရင်တောတစ်ခုကိုဖြတ်ရတယ်ဖြတ်တဲ့အခါကျတော့အဲ့တောထဲမှာကဘာတွေရှိတယ်လဲဆိုရင်ပေသနကစောတာလို့ခေါ်တဲ့တခိုးဓမြတွေရှိတယ်ဘာဖြစ်လို့ပေသနကစောတာလို့ခေါ်ရတယ်လဲဆိုရင်သူတို့ကဖမ်းမိဆိုရင်ထားပါတော့2ယောက်လာတယ်ဆိုရင်1ယောက်ကိုဖမ်းထားပြီးတော့1ယောက်ကိုသွားပိုက်ဆံယူခဲ့ရွေးဖို့သွားပိုက်ဆံယူသွားတယ်လို့ပေသနကဆိုတော့စေလွတ်တယ်နော်အဲ့တော့အဲ့ဒီပေသနကစောတာတခိုးတွေနဲ့လည်းတွေ့ရောတခါတည်းဘုရားလောင်းတပည့်ရောသူ့ဆရာဝေဒဘနော်ပုံနာရော2ယောက်လုံးအဖမ်းခံရတော့ခုနပြောခဲ့တယ်လို့ပဲသူက2ယောက်ဖမ်းရင်1ယောက်လွတ်မှာ哦ဆိုကြပါစို့အဖေနဲ့နော်သမီးနဲ့လာတယ်ဆိုရင်လည်းပဲအဖေဖမ်းထားမယ်သမီးကိုလွှတ်လိုက်မယ်ပေါ့ထားပါအမေနဲ့သမီးလာတယ်ဆိုရင်လည်းအမေဖမ်းထားမယ်သမီးလွှတ်လိုက်မယ်ပေါ့အဖေနဲ့သားဆိုရင်လည်းအဖေဖမ်းထားမယ်သားလွှတ်လိုက်မယ်ညီကို2ယောက်လာရင်အကိုဖမ်းထားမယ်ညီလွှတ်လိုက်မယ်အဲ့ဒါလို့2ယောက်လာရင်1ယောက်ဖမ်းပြီးတော့1ယောက်ကိုရွေးဖို့လွှတ်ပေးတဲ့တခိုးတွေအဲ့ဒီတခိုးတွေကတခါတည်းဖမ်းထားတော့ဖះလောင်းဖြစ်တဲ့တပည့်ကိုသွားနော်မင်းဥစ္စာရွေးဖို့သွားရှာခဲ့ဆိုပြီးတော့သူ့ဆရာဝေဒဘပုံနာကိုဖမ်းပြီးတော့ဖះလောင်းကိုလွှတ်လိုက်တာအဲ့ဒီမှာဖះလောင်းကကြည့်လိုက်တော့ဘာသိတယ်လဲဩဒီနေ့တော့နော်ယရနာမိုးရွာမဲ့နက်ခတ်နဲ့ကြုံမဲ့နေ့ပဲမဖြစ်ဘူးငါဆရာကိုတော့ငါတတိပေးထားမှာပဲဒါဆရာနာနေတော့ဆရာရဲ့စိတ်သက်နော်အနေထားလေသူခံမှန်းပြီးတော့ဖြစ်မှာပေါ့သူ့ဆရာကိုရှေ့ခိုးတယ်ဆရာရှေ့ခိုးပြီးတော့မှဆရာတဲ့တပည့်2ရက်လောက်ပဲကြာမှာပါအမြန်ပြန်လာခဲ့ပါမယ်ဆရာမကြောက်ပါနဲ့အာတင်ထားပါလာပြီးတော့ရွေးဖြစ်အောင်ရွေးပါမယ်ပေါ့ဘာကြောင့်လဲဆိုရင်ဒီနေ့ကဆရာအာတင်ထားဖို့လိုတာကနက်ခတ်ကျုံနေတယ်ယရနာမိုးရွာမဲ့နက်ခတ်ကျုံနေတယ်အဲ့ဒါဆရာဒုက္ခကိုမခံနိုင်ဘူးသိမခံနိုင်ဘူးဆိုပြီးတော့ဒီဝေဒဘမန္တမန္တရာသွားပြီးတော့မှရွတ်ပြီးတော့မှမန်းပြီးတော့မှယရနာမိုးရွာမိမယ်ဆိုရင်အကုန်ဒုက္ခရောက်ကုန်ပါဆရာလည်းအန္တရာယ်ကြုံလိမ့်မယ်ဒါရင်မကဘူးဟောဒီခိုးသား900လဲပျက်စီးတဲ့ဘေးတွေကြုံလိမ့်မယ်နော်ဒါကြောင့်မလို့ဆရာအဲ့ဒါအောင့်ထားပေးပါနော်ဆိုပြီးတော့မှသူ့ဆရာကိုအတန်တန်မှားပြီးတော့ဘုရားလောင်းကထွက်သွားတာအဲ့ဒါလိုနဲ့နေရင်းနဲ့ညဘက်ရောက်တော့အဲ့ဒီဝေဒဘပုံနာကိုသခိုးတွေကအဲ့ဒီမှာဖန်ချုပ်ပြီးတော့မှနော်အိတ်ခိုင်းထားတဲ့အခါမှာဒီဝေဒဘမန္တန်တတ်တဲ့ပုံနာကကောင်းငင်ကိုသူကကြည့်လိုက်တာကောင်းငင်ကိုကြည့်လိုက်တဲ့အခါကျတော့ဟာဒီနေ့တော့ဥစ္စာယရနာမိုးရွာမဲ့နက်ခတ်နဲ့ကြုံနေပါလားအဲ့တော့ဒီဒုက္ခခံနေလို့တော့ငါအတွက်ဘာရှိုးရှိမှလဲသူတို့လိုချင်တာငါလိုချင်တာမဟုတ်ဘူးအတိကယရနာရွှေငွေဥစ္စာလိုချင်တာဒါကြောင့်ငါတပည့်သွားပြီးတော့ရွေးဖို့ပတ်စံဥစ္စာရှာနေတာကဲငါဒုက္ခမခံတော့ဘူးဆိုပြီးတော့မှတခိုးတွေကိုမေးတာမင်းတို့ငါဖာအတွက်ဖမ်းထားတာလေဥစ္စာလိုချင်လို့ဖမ်းတာပေါ့အိုးဥစ္စာလိုချင်တာများကွာငါနော်ဖမ်းနေစရာမလိုပါဘူးဟိုက်မှာငါကိုလွတ်ပေးငါကောင်းလျှော်ပေးငါကိုအဝတ်သစ်တွေဝတ်ပေးနောက်ပြီးတော့မနက်သားတွေလိမ့်ပေးပန်းပေးဘာလို့မှလဲငါယရနာရွာတဲ့မန္တန်ရွတ်ပေးမယ်ဆိုတော့ဟိုကတခိုးရီကလည်းသူ့စကားနော်ကြားတယ်ဆိုတာနဲ့ရတယ်ဆိုပြီးတော့အမခေါင်းတွေလျှော်ပေးအဝတ်သစ်တွေဝတ်ပေးနက်သားတွေလိမ့်ပေးပြီးတော့ပန်းပေးပြီးတော့မှကဲတင်ပြောတဲ့အတိုင်းလှုပ်ဆိုတော့မှအဲ့မှာဝေဒဘပုံနာကြီးကနော်မန္တရာကိုမတ်မှုတ်ပြီးတော့မှကောင်းငင်ကိုကြည့်လိုက်တဲ့အခါမှာအဲ့ခဏမှာပဲကောင်းငင်ကနေယရနာမိုးတွေရွာတော့အိုးတခိုးတွေ
တမ်းများတွေအဲ့မှာလူရရက်ကြတခါတည်းယရနာတွေကောက်ခါထုတ်ပိုးကဲတို့လိုချင်တဲ့ယရနာလည်းရပြီကဲပုံနာကြီးနောက်ကလိုက်သွားမယ်ဆိုပြီးတော့မှယရနာ9ပါးထမ်းပဲပြုတ်ပြီးတော့သွားနေတော့ဟိုနာလေးလည်းရောက်ပြီးတော့နောက်ထပ်တခိုးတစ်ဖွဲနဲ့တွေ့ပန်းရောတွေ့ပါလေရောတွေ့တဲ့အခါကျတော့ဟိုကတခိုးဖွဲရနေပြီးတော့အင်အားကောင်းကောင်းနဲ့သူတို့ဆော်လိုက်တော့နော်နောက်ထပ်လာတဲ့တခိုး900လက်ထဲအရင်တခိုးတွေကပြောရလို့ရှိရင်အဖမ်းခံရတဲ့စီရောက်ကြရောရောက်တဲ့အခါကျတော့အဖမ်းခံရတဲ့တခိုး900ပြောတာမင်းတို့ငါတို့ဘာလို့ဖမ်းတာလဲဟာဘာလို့ဖမ်းရမလဲဥစ္စာလိုချင်လို့ဖမ်းတာပေါ့ဩဥစ္စာလိုချင်တာများဗျာတို့ဖမ်းမနေဟောဒီပုံနာကြီးနော်တို့အခုရခဲ့တဲ့ဥစ္စာတွေဆိုတာလဲနော်ကောင်းငင်ကနေရတနာမိုးရွာချလို့ရခဲ့တာအဲ့ဒါဒီပုံနာမန္တန်မန္နယမှုတ်လိုက်လို့ရတာအဲ့ဒါသူ့တာမန္တန်မန္နယမှုတ်ခိုင်းရော့ခိုင်းဆိုတော့ဟာဒါဆိုရင်မင်းတို့ရပြီကဲမင်းတို့သွားခွာခဲ့လာခဲ့ပုံနာရောဆန်းဖတ်ဆန်းမန်းဆန်းဆိုတော့ဟာဒီယရနာမိုးရွာစေနိုင်တယ်ဆိုတာကတော့မှန်ပါတယ်ဒါပေမဲ့လို့အခက်ခတ်သိရွတ်လို့မရပါဘူးနက်ကကောင်းတဲ့ကြုံမှရတာပါအဲ့ဒီနက်ကကောင်းကလည်းတစ်နှစ်မှတစ်ခါပဲကြုံတာပါတဲ့ဒါကြောင့်မလို့အခါလေအောင်တစ်နှစ်စောင့်ပေးပါဘယ်နဲ့ဟိုရှိကတခိုး900တုန်းကတော့ချက်ချင်းရွာစေနိုင်ပြီတို့ကြမှာတစ်နှစ်စောင့်ဟိုရှုပ်တယ်ကွာတတ်ဟာဆိုပြီးတော့အဲ့ဒါနော်တန်လျက်နဲ့ပိုင်တော့သွားပြီပေါ့ဗျာနှစ်ချမ်းကွဲပြီးတော့သေးပါလေရောဒါကြောင့်ပြောတာပေါ့ကိုအတတ်နဲ့ကိုစုဆိုတာအမတန်ကြောက်စရာကောင်းတယ်နော်နေရာမဟုတ်တဲ့နေရာငါတက်တယ်ဆိုတာသွားပြလို့အမလေးလေးဇလန်းနေအများကြီးကြားဖို့မှာပါငါဘာကောင်กว่าလို့သွားပြလို့တော့သေရောမပြောခင်တော့ဆိုတာမန်ပုဂ္ဂိုလ်အောင်မိတာမဲတို့ငါဘာကောင်လဲသိရလားငါဘသူသားကွာငါပဲအရာရှိရဲ့သားဘသူသားသေရောအဲ့ကြမှာပို့ဆိုးလားမပြောခင်တော့ဘာမှမသိပြောလိုက်ကမှအမိရမလားအောင်မေးတယ်အတွေ့ခံလိုက်ရတာအခုလည်းပဲအဲ့ဒီမှာပုံနာသေးရောပုံနာသေးတဲ့ခါကျတော့ဟိုကောင်တွေကမဖြစ်ဘူးကွာလိုက်ဟာဆိုပြီးတော့အခုတော့ကဥစ္စာတွေနော်ရထားတဲ့ပုဂ္ဂိုလ်တွေရှိလိုက်ပြီးတော့မှဟိုကောင်တွေကိုပထမရထားတဲ့နော်ခိုးသား900ကိုအဲ့ဒီမှာတတ်ကြနော်တတ်လိုက်ကြတော့ပထမခိုးသား900ကဲသေရောဆိုပါတော့ဗျာပထမခိုးသား900တွေတော့နောက်ရတဲ့ခိုးသား900ကလည်းပဲဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့သူတို့ချင်းအုပ်စုတွေ꿰ပြီးတော့အချင်းချင်းတစ်ဖက်250တဲ့စားတွေက250ကလည်းဟာတတ်ကြဖြတ်ကြချလိုက်ကြတာပြောရရင်တော့ဥစ္စာဝေစုဘဲတဲ့တော့မလဲနေတာကကိုမှလောဘနဲ့နေတာဒေါသနဲ့နေတာနောက်ကမြောက်ပေးတဲ့မောဟကလည်းအစဉ်အသင်းဆိုတော့ပြောရလို့ရှိရင်လောဘအာကြီးလာပြီဒေါသအာကြီးလာပြီဆိုရင်မိတ်ဆွေမရှိတော့ဘူးမိတ်ဆွေမရှိတော့လုံးဖို့ကင်ပဲဆိုတာဟာမိုက်ဖို့မိုက်ဖက်ဖြစ်တဲ့အတွက်ချပြီပေါ့နှက်ပြီပေါ့နောက်ဆုံးကြတော့ဘယ်နှစ်ယောက်ကြံတယ်လဲလူလိုက်ကြရက်လိုက်ကြတတ်လိုက်ကြတာနှစ်ယောက်ပဲကြံတော့တယ်ကြံတဲ့ပုဂ္ဂိုလ်တွေသေကုန်ကြပြီဒီဥစ္စာကိုအကြောင်းပြုပြီးတော့တတ်လိုက်ကြဖြတ်လိုက်ကြတာအဲ့တော့ကြံတဲ့ပုဂ္ဂိုလ်နှစ်ယောက်ကလည်းကဲမင်းနဲ့ငါနဲ့ဟောဒီအထုပ်တွေထမ်းမယ်ကွာဆိုရတနာတွေအထုပ်တွေထမ်းပြီးတော့သွားရင်းနဲ့ရှင်းနာကြတော့ကဲတို့လည်းဗိုက်စားပြီကွာအဲ့တော့ရတနာကိုတယောက်မင်းကစောင့်နေခဲ့ကွာဟိုက်ချုံဘုတ်ထဲမှာရတနာခဏထားမယ်စောင့်နေခဲ့တယောက်ငါတော့ရွာထဲသွားပြီးတော့ဟိုတို့ပါတဲ့ဆန်သွားချက်မယ်ဆိုပြီးတော့သူတို့နှစ်ယောက်တယောက်ကရတနာဒုတ်ချုံဘုတ်ထဲမှာရတနာဒုတ်ထားပြီးတော့စောင့်နေတယ်တန်လျက်ကင်ပြီးတော့တယောက်ကတော့ဆန်ယူသွားပြီးတော့ရွာထဲသွားထမင်းသွားချက်အဲ့ဒီမှာယရနာဒုတ်ဆောင်တဲ့တန်လျက်ကင်ကလည်းတွေးနေပြီဒီကောင်ပြန်လာလို့ပေးရရင်တော့နှစ်ပုံနေရမှာအရာနဲမှာအဲ့တော့ငါတယောက်တည်းခွဲစရာမလိုအောင်ကတော့ဒီတန်လျက်စာကျွေးလိုက်ရုံပဲသူကလည်းလာရင်တတ်မယ်တန်လျက်ကြီးကင်ထားတဲ့ကောင်ကလည်းတတ်မယ်ဟိုရွာတဲ့ထမင်းသွားချက်တဲ့ကောင်ကလည်းဟိုကောင်နဲ့ခွဲနေတော့နှစ်ပုံခွဲနေရမှာအဲ့တော့ထမင်းနဲ့အစိတ်ခတ်ပြီးတော့တတ်မယ်ငါတယောက်တည်းယူမယ်နှစ်ယောက်လုံးကပြောရလို့ရှိရင်အကြံကောင်းညံကောင်းဆိုတဲ့အတိုင်းပဲနှစ်ယောက်လုံးကလူမိုက်တွေးနေကြတာနော်မိစ္ဆာညံနေပေါ့
အဲ့ဒါလိုနဲ့ရွာတွေကထမင်းချက်တဲ့ပုဂ္ဂိုလ်လည်းချက်ပြီးတော့သူစားကြရှိတာစားပြီးတော့ဟာယူချလာထမင်းတုပ်ကလေးနဲ့ပြန်လာဒီကတန်လျက်ကင်တဲ့ကောင်ကလည်းပဲဟိုလည်းရောက်ဟာဟိုလည်းထမင်းစားမယ်ပါညာဆိုပြီးတော့ဟိုကောင်ကအောက်ကပြင်းလုံးရှိတယ်ဘွာတန်လဲနဲ့ခုတ်ချလဲကြွားရောကြွားတော့မှငါတယောက်တည်းရပြီကွာငါတယောက်တည်းရပြီကွာထမင်းလေးတော့စားလိုက်အောင်မယ်ကြွားရောထမင်းတို့ကြီးကြိုက်ပြီးတော့ထမင်းစားရဲ့တန်လန်းကြီးကိုအဲ့ကောင်သေရောဘယ်သူမှမကြံတော့အကုန်ပြောင်း1000ကုန်ပြောင်းတာပဲအဲ့ချိန်ကမှဘုရားအလောင်းမျိုးသားလည်းပဲ2ရက်3ရက်လွန်တဲ့ခါကျတော့ဥစ္စာထုတ်ယူပြီးတော့ပြန်လာတော့ဟိုကြရှာတော့ဟာငါဆရာမရှိပါလားကြည့်တဲ့တော့လေဟာဖေယိုဖေးတွေအဲ့မှာဖြစ်ထတာဆိုတော့ဟာဘယ်လိုများဖြစ်ပါလဲရှေ့ဆက်သွားလိုက်တော့မှရင်သေကုန်ပြီ900ဟာရှေ့ဆက်တော့ဟာ200ဟာသေအလောင်းရင်ခါတဲ့အမျိုးနောက်ဆုံးကြတော့ဘာသွားတွေ့တော့ချုပ်ပုတ်ထဲမှာဥစ္စာတို့သွားတွေ့ဥစ္စာတို့သွားတွေ့လို့ကြည့်လိုက်တော့အဲ့နားမှာတယောက်ကသေးလို့တခါဟိုဘက်နားသွားကြတယောက်ကလည်းထမင်းတို့ကြီးကထမင်းစားရဲ့တန်းကြီးသေးအဲ့ဒီမှာဖရာအလောင်းကကြည်စမ်းငါဆရာဖြစ်တဲ့ဝေဒဘပုံနာအတန်တန်မှားခဲ့ဒီအတန်တန်မှားခဲ့တဲ့ဥစ္စာကိုနော်ဒုက္ခကိုသိမခံနိုင်ဘူးအတတ်ပညာအစွမ်းမပြရမှာကိုသွားပြတယ်ကြည်စမ်းအားလုံးအသေးဆိုးနဲ့သေကုန်ကြပြီအသေးဆိုးနဲ့သေကုန်ကြပြီဆိုပြီးတော့မှအဲ့ဒါစာကပြောတာကတော့ဖြင့်အကြောင်းမဟုတ်တဲ့နေရာမှာသွားပြီးတော့မှမိမိရဲ့အတ္တပညာကိုသွားပြီးတော့မှပြလိုက်မိတဲ့အတွက်အရာမဟုတ်တဲ့နေရာမှာနော်လူတက်ကြီးသွားလှုပ်လိုက်တာဟောဒုက္ခရောက်သွားပြီသေပွဲဝင်သွားရပြီအနုပါယေနာယောအထံအစ္စတိသောဝိဟညတိစေတာဟနိန္တုဝေတပံတဗ္ဗေတိဗျဒနာမစ္စကုယောကျင်သူသည်အနုပါယေနာအကြောင်းမဟုတ်သဖြင့်နိမန်လမ်းမှမဟုတ်သဖြင့်အထံစီဝါချမ်းသာကိုအစ္စတိအလိုရှိတယ်သောထိုသူသည်ဝိဟညတိပင်ပန်း၏ဝိဟညတိကြီးစွာသောပျက်စီးခြင်းသို့ရောက်ရ၏အရေးကြီးပါတယ်စီဝါဥစ္စာတွတ်တက်ဖို့အရေးကြီးသလားအကြီးတာပေါ့ဒါမှမလို့ဥပါယအကြောင်းနီလန်းမှန်ကန်နဲ့စီဝါရေးဒီလိုအားထုတ်ဖို့လိုပါတယ်အနုပါယေနနီလန်းမမှန်မှုဆိုရင်တော့ဖြင့်စီဝါချမ်းသာဟာနော်မရတဲ့အပြင်အခုကြည့်အသက်ပါဆုံးရှုံးသွားတယ်ဒီကောင်းငင်ကနေပြီးတော့ရွာချလိုက်တဲ့ယေရနာ9ပါးတတ်လို့1000သေးသွားတယ်လို့ပြောလို့ရစေတာတိုင်းသာတခိုးတို့သည်ဝေဒဘံဝေဒဘပုံနာကိုဟနိန်သူတတ်လိုက်ကြကုန်ပြီဒေတာဘေထိုအလုံးစုံသောပုဂ္ဂိုလ်တို့သည်လီဖြတ်တနံပျက်စီးခြင်းသို့အစ္စကူရောက်ခဲ့ကြရကုန်ပြီငါဆရာအတန်တန်မှားတယ်ဆရာအစွမ်းမပြပါနဲ့ယန္နာမို့မရွာစေပါနဲ့လို့မှားခဲ့တယ်အဲ့တော့အကြောင်းမဟုတ်တဲ့နေရာမှာလုံလပြုတ်ပြီးတော့မှယရနာမိုးရွာသွန်းလိုက်တဲ့အတွက်အသက်ကုန်သွားပြီတခြားပုဂ္ဂိုလ်တွေလည်းဒီဟာအကြောင်းပြုပြီးတော့သေကုန်ကြပြီဆိုပြီးတော့မှဘုရားအလောင်းအမျိုးသားကအဲ့ဒီဟာကိုပြီးတော့မှပြောပြီးတော့မှဒီပစ္စည်းဥစ္စာတွေကတော့ဖြင့်ပန့်တကူဖြစ်နေပြီနော်ဒီပစ္စည်းဥစ္စာတွေကတော့ပန့်တကူဖြစ်နေပြီဆိုပြီးတော့မှအဲ့ဒီရှိတဲ့နော်အခုနခြုံပုတ်ထဲမှာရောက်နေတဲ့ပန့်တကူပြောလို့ရတဲ့ပစ္စည်းဥစ္စာယရနာတွေကိုဒါစင်းစင်းချေငါရတာပဲဆိုပြီးတော့မှယူသွားအိမ်ပြန်ပြီးတော့မှအသက်ထဲဆုံးဒါနစားတဲ့ကုသိုလ်ကောင်းမှုတွေပြုပြီးတော့မှကွယ်လွန်တဲ့အခါမှာနတ်ရွာဒုက္ခတိလာတယ်တဲ့ကြည်စံတီးမခံနိုင်လိုက်တဲ့အတွက်နော်ဒုက္ခလေးနည်းနည်းလေးသိခံနိုင်လိုက်လို့ရှိရင်ပြောရရင်တပည့်ကလည်းပြန်လာမယ်လို့ပြောခဲ့ပြီးသားတပည့်အလားလေးသာစောင့်လိုက်စမ်းဟိုကလည်းတတ်ပလိုက်မှာမဟုတ်ဘူးဥစ္စာရရင်လွတ်ပေးမှာအဲ့ဒါတီးမခံနိုင်မဲနဲ့တနည်းပြောမယ်ဆိုလို့ရှိရင်လူတက်ကြီးလှုပ်လိုက်တာကိုကတော့လူတက်ကြီးလှုပ်လိုက်တာနောက်ဆုံးတော့လူတက်ကြီးဖြစ်သွားတာဝင်းပူနဲ့လူတက်ကြီးရတယ်အခုတော့လူတက်ကြီးဖြစ်သွားအသက်ခံလိုက်ရတယ်ဒါကြောင့်မလို့လောကမှာအရာမဟုတ်တဲ့နေရာမှာအဆွဲထုတ်မပြဖို့လိုပါတယ်အဲ့ဒီဇတ်တော်ကိုမြတ်စွာဘုရားကတဲ့နော်သင်ဟာ
ယခုအခါသာပြောရဆိုရခက်တာမဟုတ်ဘူးရှေ့တုန်းကလည်းပဲပြောဆိုရခက်ခဲ့ဘူးတဲ့သင်ပြောဆိုရခက်တဲ့အတွက်ကြောင့်မလို့ကြီးစွာသောပျက်စီးခြင်းရောက်ခဲ့ရတယ်ဆိုပြီးတော့မှအနုတန်တွေဆက်ပါတယ်အဲ့တုန်းကဝေဒဘပုံနာဆိုတာအခုပြောတဲ့ဒီပြောဆိုရခက်တဲ့ယဟန်ပါပဲအေးတပည့်ဆိုတာကတော့ငါဖျားပဲတဲ့ဆိုဆုံးမခဲ့သူအတွက်သေပြက်တစ်ထောင်သာကျိုးလို့ဆုံးမမနာကမုတ်ချပျက်စီးမြဲကြောင်းရာချိန်ခွင်သင့်မသင့်နှိုင်းချင့်ပြုစမြဲဥစ္စာမိုးရွာပုံနာမှာပညာတတ္တိနဲ့တဲ့ဆရာကြီးရဲ့စကားလေးသိတောင်လှတယ်သိကြိုက်ပညာတတ်ပညာတတ်တာဝင်းဘူးနဲ့တတ်တာမဟုတ်ဘူးနော်ဥစ္စာမိုးရွာပုံနာမှာပညာတတ္တိနဲ့သူ့ပညာကသူ့ကိုပြန်တတ်သွားတာတဲ့ဒါကြောင့်မလို့ပညာဓာတ်လို့တာဝင်းဘူးတတ်နဲ့တတ်တဲ့ပညာဓာတ်မဟုတ်ဘူးပညာတတ်ပညာကသူ့ကိုပြန်တတ်သွားတာဒါကြောင့်မလို့ဘုန်းကြီးတို့ဒီဇတ်တော်တွေဟာဘုရားရှင်ရဲ့သဗ္ဗညုတဉာဏ်တော်ကြီးနဲ့နော်သိမြင်ပြီးတော့မှဟောထားတဲ့တရားတော်တွေဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဇတ်တော်တွေကနေပြီးတော့ရရှိတဲ့အသိပညာကိုအမိပြုပြီးတော့မှမိမိတို့ရဲ့လောကကိစ္စတွေမှာကောင်းကောင်းကြီးအသုံးချတတ်ဖို့အမတန်အရေးကြီးပါတယ်အထူးအားဖြင့်အခုနပြောခဲ့တဲ့အဋ္ဌကုသလနဲ့အနတ္ထကုသလနော်ဒါတွေဟာအမတန်အရေးကြီးပါတယ်သိခံနိုင်မှုဆိုတာဟာလေလက်ကျင့်ထားရပါလိမ့်မယ်အထူးအားဖြင့်ယံသူနဲ့တွေ့ပြီဆိုတဲ့အခါကျလို့ရှိရင်ဉာဏ်ပညာဟာအရေးတကြီးကိုလိုအပ်နေပါတယ်နော်သိခံလိုက်လို့ရှိရင်ဘယ်လိုအကျိုးဖြစ်ထွန်းမလဲသိမခံနိုင်ရင်ဘယ်လိုအကျိုးဆိုးရွားသွားမလဲဆိုတဲ့ဒီဆင်ញင်တုံတရားဟာအင်မတန်အရေးကြီးပါတယ်သင်ထားတဲ့ပညာတတ်တဲ့ပုဂ္ဂိုလ်ဟာတင်ညာတတ်လို့ပဲပြောလို့ရပါလိမ့်မယ်တင်ညာတတ်ဆိုတာသင်ထားတဲ့ပညာတတ်ထားလို့သူ့ကိုတင်ညာတတ်လို့ပြောလို့ရတယ်အေးပညာတတ်ဆိုတာကတော့ဖြင့်တကယ်ကိုစီစစ်ပြီးတော့မှရှေ့နောက်ချိန်ဆပြီးတော့ဒီလိုလှုပ်လိုက်ရင်ဒီလိုဖြစ်မယ်ဒီလိုပြောလိုက်ရင်ဒီလိုဖြစ်လိုက်မယ်ဒီလိုနော်ဆင်ញင်တုံတရားနဲ့နော်ကိုယ်အတတ်ပညာကိုသုံးသင်တဲ့နေရာမှာသုံးသင်တဲ့အချိန်မှာသုံးမယ်ဆိုရင်တော့ဖြင့်အဲ့ဒါပညာတတ်လို့ပြောလို့ရပါတယ်အနှုတ်မို့ဆိုတော့တင်ညာတတ်ပဲဖြစ်ပါလိမ့်မယ်သင်ထားတဲ့ပညာကိုတတ်တာအခုနော်ဆရာကြီးကတော့ဖြင့်သုံးထားလိုက်တဲ့ဟာပထမကျော်မဟာပညာဗလာပထမကျော်ဆရာကြီးဦးကြည်ဖေကသိကောင်းပါတယ်ဥစ္စာမိုးရွာပုံနာမှာပညာတတ္တိနဲ့တဲ့သူပညာကသူ့ပြန်တတ်သွားတာဒါကြောင့်မလို့ဘုန်းကြီးတို့စိတ်ကောင်းရှိယုံနဲ့လူဘဝဟာအန္တရာယ်မကင်းသေးပါဘူးဘုရားတရားတန်ခါယရဏသုံးပါးကြီးညိုယုံနဲ့လည်းပဲမိမိဘဝလုံခြုံပြီလို့တွတ်တက်ပြီလို့နိဗ္ဗာန်နဲ့နီးပြီလို့ပြောလို့မရသေးပါဘူးအရေးအကြီးဆုံးကတော့ဖြင့်နော်တတိပညာတတိတံပစင်ညာတရားပါပဲအဲ့ဒီတတိတံပစင်ဉာဏ်ရှင်ပြီးတော့မှဟိုဒီနေ့ကဘုန်းကြီးတို့ဟောခဲ့သလိုပဲခန္တီကိုလက်ကင်သုံးဖို့ပါပဲခန္တီတရားဟာသီလသမารိပညာနဲ့ခန္တီပဌာနာကာရဏသီလသမารိပညာတွေဟာခန္တီသာလျင်ပဌာနာတဲ့သဗ္ဗေပိကုသလဓမ္မာခန္တရာယတ္တာဝဟုတ်တယ်ဒီကုသိုလ်အလုံးဟာသီခံမှုနဲ့ချိတ်ဆက်ထားတယ်ဆက်နွယ်နေတယ်ပေါ့ဒါကတရားဘက်ကရှင်းပြီးတော့မိမိတို့ပြောတာလောကထဲမှာလည်းဒီအတူပဲဒုက္ခကိုသီးခံနိုင်တဲ့ပုဂ္ဂိုလ်တွေဟာလူရင်းပန်းနိုင်ရောက်သွားကြတာပဲဒုက္ခကိုသီးမခံနိုင်တဲ့ပုဂ္ဂိုလ်တွေဟာပန်းနိုင်နဲ့ဝေးချရတာပဲဒါကြောင့်မလို့ခံနိုင်ရည်ဆိုတာကအပြင်ဘက်ကတပါးပုဂ္ဂိုလ်ကဆဲတာပြုတာဆိုတာဒါတွေတင်သီးခံရမှာမဟုတ်ဘူးဘုန်းကြီးတို့အစ္ဆတမှာမပြောသင့်တဲ့အချိန်မှာသွားပြောမိတာမပြောရမယ်ပြောတဲ့နာတဲ့ပို့ပြောမိတာတွေဒါတွေဟာသီးမခံနိုင်လို့ဘုန်းကြီးတို့ယဟန်တန်ဃာတော်တွေမှာအသက်20ပြည့်လို့ရှိရင်မြတ်စွာဘုရားကဘာခွင့်ပြုတယ်လဲယဟန်ခွင့်ပြုဘာ
ဘာဖြစ်လို့အသက်20ပြည့်လို့ရှိရင်ယဟန်အဖြစ်ခွင့်ပြုရတာလဲသီးခံနိုင်ပြီတဲ့အချမ်းနေအပူတွေသီးခံနိုင်ပြီလောကဓာတ်တွေအထိုက်လျောက်သီးခံနိုင်ပြီပြောရရင်တော့လူကြီးအရာတွန်းလိုက်တာအသက်20ဆိုရင်လူကြီးအရာရောက်ပြီဒီလိုအနေထားတွေမြတ်စွာဘုရားကဉာဏ်တော်နဲ့သိမြင်ပြီးတော့မှအသက်20ရှိရင်တော့ဥပတံပဒလို့ခေါ်တဲ့မြင့်မြတ်တဲ့အထက်တန်းယဟန်ဘဝတက်လန်းနိုင်ပြီဆိုတာရှိပါတယ်ဒါကြောင့်မလို့ဘုန်းကြီးတို့တွေအားလုံးသည်လောကထဲနေတဲ့အခါအခုပြောသွားတဲ့တတိတံပစင်ဉာဏ်ရှင်ပြီးတော့မှသီးခံခြင်းတရားလက်ကင်ထားပြီးတော့နေမယ်ဆိုရင်ဒုက္ခတအနန္တရံဒုက္ခံတဲ့ဒုက္ခရဲ့အခြားမဲ့မှာဒုက္ခကစောင့်ကြိုနေပါလိမ့်မယ်အေးအခုနဝေဒဘပုံနာလိုပဲသီးမခံနိုင်မှုဆိုရင်တော့ဖြင့်ဒုက္ခတအနန္တရံဒုက္ခံလို့ပြောရပါလိမ့်မယ်ခဏလေးသူ့စိတ်အတွေးကချမ်းသာပြီငါတော့သူတို့ဥစ္စာတွေရရင်လွတ်မှာပဲလို့တွေးလိုက်တာသူတို့ကတော့လွတ်ပါတယ်လွတ်ပါတယ်နောက်ထပ်အခုမရီမှန်းနဲ့မရီရွယ်တဲ့နောက်တစ်ခုအဖွဲ့ရောက်လာတော့ဘာတတ်နိုင်သေးလဲဒါကြောင့်မလို့ဘုန်းကြီးတို့တွေအားလုံးဇတ်တော်ကပြတဲ့သင်ခန်းစာတွေကိုဉာဏ်ရှိသလိုချက်ကြည့်ပြီးတော့မှလောကအရေးသာသနာအရေးတွေမှာတတိတံပစဉာဏ်ရှင်ပြီးတော့မှသီးခံခြင်းတရားလက်ကင်ထားပြီးတော့မှလောကကောင်းကျိုးပြုသာသနာကောင်းကျိုးပြုတွေလှုပ်ဆောင်ကြပါစို့လို့တိုက်တွန်းရင်းနဲ့ပဲဘုန်းကြီးတို့ဒီနေ့ဇတ်တော်အမှတ်48ပူဇော်မှုပြီးဆုံးပါပြီတယံဗုဒ္ဓသံဘောဓိတိဓမ္မေပိဓမ္မတတ္တိယောအဟောနောတတသုတတံအဟောနောဓမ္မစိန်တနံယောစီနောမကဲရောင်လျံအောက်ရှောင်းပြန်ဝဲအောင်လန်းစွင့်စွင့်လွင့်တလူလူအကျဉ်အောင်တော်မူမြတ်စွာဘုရားသည်ဓမ္မေပိရှင်းနောက်စဉ်လျက်ဖြစ်တိုင်းပြည့်သည်ဆက်ဆက်မနောတရားသဘောတို့ကို၎င်းဓမ္မတတ္တိယောပိတရားတံဤဓက္ခံပြည်သည်တတ္တိအင်အားစွမ်းပကားတို့ကို၎င်းတယံဗုဒ္ဓဘောဓိမန္တိုင်ခန့်ဝမြိုင်ဝဲကိုယ်တိုင်စထွင်သိမြင်တော်မူပြီးသည်ဖြစ်၍တံဘောဓိသည်တိထိုက်သမျှဝိနည်းကိုမြတ်ဟလှစ်ဖို့သိစီတော်မူခဲ့လေပြီဒါတာဇိနတာအောင်မြင်တဲ့တံဘောဓိမံဝဲအောင်လန်းစွင့်စွင့်လွင့်တလူလူထိုအောင်တော်မူမြတ်စွာဘုရားဤဒုဒတံတရားဓမ္မဩဝါဒကိုကြားရရှင်ပြောသားတော်သမီးတော်ဖြစ်ရခြင်းသည်ဒုဒတံတရားဓမ္မဩဝါဒဖြင့်နေညရှင်ပြောသားတော်သမီးတော်ဖြစ်ရခြင်းသည်အဟောနောကိုယ်တွယ်ကိုယ်တာကိုကျိုးပါသဖြင့်ကိုမာခုနဲ့ဩဝမ်းမြောက်ဖွယ်ကြီးပါတကားဓမ္မစိန်တနံဓမ္မတသက်ကြောင်းကျိုးဆက်၍ဖြစ်ပြနေဟန်တရားမှန်ကိုဖန်ခွဲဝေကြံစီ၍နေရခြင်းသည်ဓမ္မစိန်တနံဓမ္မတသက်ရှင်းနောက်ဆက်၍ဖြစ်ပြနေဟန်တရားမှန်ကိုဖန်ခွဲဝေကြံစီ၍နေရခြင်းသည်အဟောနောကိုယ်တဏ္ဍန်တွင်ဉာဏ်ရောင်လင်း၍ရှင်းငါဩအာရဘွယ်ကြီးပါတကားအဟောနောပုဂ္ဂိုလ်တ attva သူငါတွေပြောက်အလင်းရောက်ဖို့ဝမ်းမြောက်ရှင်ပြောဩအရာတော်ပါပေစွာတကား